ဟဲ့အောင်နေမနေ့ဖန်ကနေစပြီးဆရာတွေကကျောင်းသားတွေရဲ့အိမ်ကိုလာလဲတဲ့အစီအစဉ်ကစတော့မှာနော်ဒီတော့ဦးနီစုကကြီးလည်းငါတို့ရဲ့အိမ်တွေကိုအချိန်မီရောက်လာနိုင်တယ်တူလာပြီဆိုရင်နှင်ထုတ်လိုက်ဖို့ဆိုကမိုရိုင်းတောက်ကပြောနေခဲ့တာပါသူကိုရိုင်းလဲဦးနီစုကကိုအိမ်ထဲကိုခြေတလန်းမှာပေးမဝင်မှုဆိုကပြောနေလိုက်တာပေါ့ပြီးတော့ခါကျတော့ဦးနီစုကတော့ဂိမ်းစော်နေခဲ့ကြတာပါယူချီကာဝါလည်းမနေ့ဖန်ကျရင်ကျောင်းသားမိဘအိမ်ကိုလဲသွားဖို့ရှိရဆိုကပြောပြနေခဲ့ပြီးတော့ဦးနီစုကလည်းဘာလို့သွားရမှာလဲအပိုးတွေပါကွာငါဘာလို့မင်းတို့မိဘတွေအသက်40ရွယ်ရှိတဲ့မိန်းမတွေနဲ့သွားပြတွေ့ရမှာတော့ဟာအဲ့ချင်းခီကူချီကလည်းကျွန်တော်သိတဲ့လောက်တော့မူရိုင်းရဲ့အမေကအသက်20ကျော်လေးပဲရှိသေးတာတဲ့ယောက်ျားကလည်းမရှိသေးဘူးဆိုတော့ဦးနီစုကလည်းတန်းပြီးတော့စိတ်ဝင်စားသွားရတာပေါ့ချက်ချင်းကိုသွားကြည့်မယ်ဆိုကဖြစ်သွားပြီးတော့အခုဆိုရင်တော့မူရိုင်းရဲ့အခမ်းအနားလေးကိုယူချီကာဝါနဲ့အတူတူခိုးချောင်းခိုးဝက်ကိုရောက်ရှိလို့နေခဲ့ကြပါပြီဦးနီစုကလည်းမူရိုင်းရဲ့အမေကတကယ်ချောမချောစမ်းစစ်ကြည့်အောင်မယ်ဆိုကပြောနေခဲ့ပြီးယူချီကာဝါကိုပုံမှန်ထုတ်ပြခိုင်းနေခဲ့ကပုံထုတ်တာတော့နှစ်ယောက်သားကနာမငြိမ်လုံးနေကြအောင်လို့လဲသွားခဲ့ကပုံလေးရလို့မြေကြီးပေါ်ကိုကြားသွားခဲ့ပါတယ်ဦးနီစုကတယောက်လည်းလေးဘက်ထောက်ကြီးနဲ့မူရိုင်းရဲ့အမေပုံငန်းနေခဲ့ကအဲ့ဒီချိန်မှာပဲမူရိုင်းရဲ့အမေအစ်စ်ရောက်လာတာကိုမြင်လိုက်ရပါတယ်သူ့ပုံဘာလို့ကြည့်နေရလဲဆိုကဦးနီစုကရဲ့ဂွေးဦးကိုကန်ချလိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲမူရိုင်းတယောက်ကလည်းအပြန်အတန်နေကြလို့ထွက်လာလိုက်ပါတယ်ဦးနီစုကကြီးကိုမြင်လိုက်ရတာမလို့လန်သွားခဲ့ကသူ့အမေကိုချက်ချင်းပဲအိမ်ထဲကိုအမြန်ဆွဲခေါ်သွားခဲ့တာပေါ့ပြီးတော့လည်းအမေသားဗိုက်စားတဲ့ညစာလုပ်ပြီးတော့ဆိုကပြောလိုက်ပြီးတော့မူရိုင်းလည်းသိပြီဦးနီစုကကြီးတော့ငါအမေကိုမြင်သွားပြီတေချာပေါက်အိမ်ကိုမနှက်ဖြန်ကြရင်လာတော့မှာပဲစေကူးတွေပါကောင်းရင်နေခဲ့ပါတယ်ဟာဒီမင်္ဂလာပါအိမ်လဲလာတာပါပြုကျမသားလေးကအိမ်ပြန်မြောက်သေးဘူးရှင်ဟာကိစ္စမရှိပါဘူးဗျာလူကြီးချင်းမဲ့စကားပြောလို့ရတာပဲလေစင်ငယ်မသားတယောက်အနေနဲ့ခမည်းသားကိုခက်ပြိုးထောင်ခဲ့ရမှာပေါ့လေဒါဆိုရင်အခုကစားပြီးသူ့ရဲ့အဖေနေရာကိုကျွန်တော်တာဝန်ယူပေးပါမယ်ဗျာပြီးတော့အဝတ်တွေချွတ်လိုက်ကြပြီးတော့တကြီးဖြစ်ကုန်ကြတယ်လို့မူရိုင်းတယောက်ကတော့တွေးနေခဲ့တာပါနောက်တနေ့ကျောင်းကိုရောက်တဲ့အထိအဲ့ဒီအတွေးကြီးကခေါင်းထဲကနေထုတ်လို့မရသေးပါဘူးအဲ့ဒီအချိန်မှာပဲဟေးအောင်နေငါကြားလာတာရှိတယ်ကွာကျောင်းသားမိဘတွေစီဆရာတွေလာလည်မဲ့အစီအစဉ်ကမရှိတော့ဘူးတဲ့လို့ပြောလာတာကိုကြားလိုက်ရမှာပဲမူရိုင်းတယောက်လည်းစိတ်အေးသွားပါတော့တယ်အတန်းချိန်မှာလည်းဦးနီစုကာကြီးကကျောင်းသားမိဘတွေစီကိုဆရာတွေလာလည်မဲ့အစီအစဉ်ကမရှိတော့ဘူးဆိုတော့လည်းပြောလာလိုက်ပါသေးတယ်အဲ့ဒီလိုနဲ့ပဲမူရိုင်းတယောက်လည်းညနေကျောင်းဆင်းတော့အင်ကိုပြန်လာနေခဲ့ပြီးတော့အင်ကိုအရောက်မှာတော့တကားဝါမှာလှပနေအောင်ပြင်ဆင်ထားတဲ့သူ့မိကိုမြင်လိုက်ရကပြင်ဆင်ထားချက်ကတော့မိမပြူလေးတယောက်လိုပါပဲမူရိုင်းတယောက်လည်းလန်သွားခဲ့ရပြီးတော့ဘယ်သွားမလို့လဲဆိုကမေးကြည့်လိုက်ပါတယ်သူ့မိကလည်းချင်းတွေသွားမလို့ဆိုကပြောလိုက်ပြီးပဲထော်သွားခဲ့တာပေါ့မူရိုင်းတယောက်ကတော့စိတ်မချပါဘူးဒီတော့အနောက်ကနေစပိုင်လုံးနေခဲ့ပြီးတော့ဘသူနဲ့မြချင်းတွေတာဖြစ်မလဲဆိုကစိုးရိမ်နေခဲ့ရကရင်တထိတ်ထိတ်နဲ့စောင်းကြည့်လို့နေခဲ့တော့မှာပဲကောင်မလေးတယောက်ရောက်လာတာကိုတွေ့လိုက်ရပါတယ်လက်ဆက်သက်တော့အမေဟာသူ့ရဲ့တငယ်ချင်းနဲ့အပြင်သွားဖို့ချင်းတွေတာကိုစေးရမလို့ပဲရှိသေးတယ်အားဒီစောင်းနေရတာတောင်းပန်ပါတယ်ဗျာ။ဦးနီစုကာကြီးအတန်ကိုကြားလိုက်ရပြီ။တကယ်မူရိုင်းအမေချင်းတွေကိုသွားမှာကလည်းဦးနီစုကာကြီးနဲ့ပါ။မူရိုင်းတယောက်ကတော့တော်တော်လေးကိုတင်းသွားပါတယ်။ပြီးသွားခဲ့ခါကျတော့ဦးနီစုကာတို့တွေကစားတော့ဆိုင်တစ်ခုမှာမူရိုင်းအမေနဲ့စကားပြောနေကြတာပါ။မူရိုင်းအမေကသူတို့ရဲ့အကြောင်းကိုပြောပြနေခဲ့တာဖြစ်ပြီးမူရိုင်းကိုမွေးခဲ့တာကသူ့အသက်73နှစ်မှာပါ။ဘိုက်ကြီးတော့ဆိုရင်သူ့ရဲ့ရီးစားလည်းသူ့ကိုပြစ်သွားခဲ့ပြီးတော့မိဘတွေကလည်းတီးတော့သူ့ကိုအငွေပြက်ဆွန့်လွတ်ပစ်လိုက်ကြတယ်။ဒီလိုနဲ့ပဲအိမ်မောကဆင်းလာခဲ့ပြီးတော့အခန်းလေးတစ်ခန်းငှားပြီးတော့ရုန်းကန်ခဲ့ရတဲ့အကြောင်းတွေကိုပြောပြလို့နေခဲ့တာပေါ့။အရှိနားလေးမှာထိုင်နေခဲ့တဲ့မူရိုင်းတယောက်ကလည်းဦးနီစုကာတို့တွေဘာတွေပြောနေကြတယ်လဲဆိုတော့ကိုကြားချင်နေခဲ့ပါတယ်။စားတော့ဆိုင်ထဲမှာလည်းဘာမှမမာပဲနဲ့အကြာကြီးထိုင်နေခဲ့ရမလို့ဆိုင်ရှင်ကလာပြီးတော့ပြောနေခဲ့ကမူရိုင်းကလည်းပြန်ပြီးတော့အော်ပြောနေခဲ့တာကြောင့်မူရိုင်းရဲ့အမေလည်းမူရိုင်းရောက်နေရကိုတတိထားမိသွားခဲ့ပါတယ်။ဦးနီစုကာကြီးကလည်းအမေကိုအမေကိုစိတ်မချလို့နောက်ကနေလိုက်လာတဲ့မာမပွိုင်းလေးပေါ်စုကစားနေခဲ့ပြန်တော့မူရိုင်းတယောက်ကလည်းစိတ်ဆိုးသွားပြန်ကဒီအတိုင်းပဲအင်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်ရောက်တော့လေသူတငယ်ချင်းတွေကိုဖုံးဆက်ကဖြစ်ကြောင်းတွေကိုပြောပြနေခဲ့ပြီးတော့ဦးနီစုကာကြီးကိုစိတ်တူလို့နေခဲ့တာပေါ့။မူရိုင်းတငယ်ချင်းတွေကလည်းဒါနဲ့သားကြီးမင်းသူတို့ကိုနှစ်ယောက်တည်းဒီအတိုင်းထားခဲ့ရလားအခုကညကိုရောက်နေပြီဆိုတော့သူတို့တွေစားလို့တောက်လို့ပြီးသွားရင်တနေရာကိုသွားကြတော့မှာနော်အဲ့ဒါကတော့အချစ်ဟိုတယ်ပဲကွာမူရိုင်းတယောက်လည်းသူ့မိနောက်ကိုနောက်ထပ်တစ်ခါထပ်ပြီးတော့လိုင်းနေရပြန်ပါပြီစားတော့ဆိုင်ကိုရောက်တော့သူတို့တွေမရှိကြတော့ဘူးကွာရေရေမောမောနဲ့တနေရာကိုဆက်သွားကြမယ်ပုံပဲမူရိုင်းတယောက်ကတော့ဒါဆိုရင်တော့တေချာနေပါပြီကွာဆိုကအချစ်ဟိုတယ်ကြီးအများကြီးရှိနေတဲ့ကိုရောက်လို့လာခဲ့ပါတယ်သူ့အမေနောက်ထပ်ကလေးတယောက်ထပ်မွေးတာကိုပဲစိတ်ကူးရင်နေပြန်ပြီးတော့ဦးနီစုကာကြီးကိုအဖေတော်ရတော့မှမလို့တွေ့ရင်တက်ပြစ်မယ်ဆိုကပြောနေခဲ့ပြီးလမ်းလျှောက်အလားဘေးကြီးသုံးမွေးနဲ့ဝန်တိုင်းမိလိုက်ပါတယ်ဘေးကြီးကလည်းမင်းဘသူ့ကိုတက်ပြစ်မယ်လို့ပြောရလဲကွာတီးထုတ်လိုက်လို့ဒဏ်ရာရည်နဲ့ပဲအိမ်ကိုပြန်လာနေခဲ့ရပါပြီဒီလိုနဲ့ပဲအိမ်ထဲကိုဝင်ကြည့်လိုက်ကတောက်ဖက်နဲ့ကိုမြင်လိုက်ရမှာပဲသွားကြည့်လိုက်တာအိပ်ပျော်နေပြီဖြစ်တဲ့သူ့အမေကိုမြင်လိုက်ရတာပါအဲ့ဒီလိုလားဒါဆိုမင်းအမေကဘာမှတော့မဖြစ်ဘူးပေါ့အေးလေကွာငါအမေကလည်းငတုံးမှမဟုတ်တာတေချာလို့လားဆိုပြီးတော့အိုင်ဇာဝါတို့တွေရောက်လာခဲ့ပါတယ်ဦးနီစုကာကြီးနဲ့မင်းအမေနဲ့ကောလာဟာလာကြီးထွက်လာခဲ့လို့ကတော့ဦးနီစုကာကြီးကိုလှုပ်ထုတ်လို့ရအောင်လုပ်ဖို့အကြောင်းပြချက်တစ်ခုရသွားပြီလေအဲ့ဒီဟာကိုတော့မူရိုင်းကတော့လက်မခံပါဘူးသူ့အမေကိုအသုံးချပြီးတော့လှုပ်တာကိုတော့လက်မခံနိုင်ဘူးစုကပဲပြောလိုက်ပါတယ်ပြီးတော့ကကြတော့အပြေးလွှားနဲ့ဟေးအောင်နေလာကြည့်ပါအောင်စုကမူရိုင်းတို့လည်းသွားကြည့်လိုက်တာဖေမြောင်ကြီးနဲ့ရေချိုးနေခဲ့တဲ့ဦးနီစုကာတယောက်ကိုပါခွေးစီကိုပါရင်မွေးတွေဖြန်းနေရကိုမြင်လိုက်ရတော့တရားအောင်နဲ့ချင်းတွေကိုသွားမယ်ဆိုတာကတော့သေချာနေပါပြီ
မူရိုင်းကတော့သူ့အမေနဲ့လိုပဲထင်းနေကအိုနီဇူကာကြီးစီကိုသွားလိုက်ပြီးတော့သူ့အမေနဲ့ချင်းတွေ့ခြင်းနဲ့ဆိုရင်သူ့ကိုနိုင်အောင်ချနိုင်မှရမယ်ဆိုတာပြောလိုက်ပါတယ်ချမယ်ဆိုတာကတော့ဂိမ်းကစားကြမှာပါဂိမ်းဆိုင်ကစီးပြန်ကြမှာဖြစ်ပါတယ်မူရိုင်းကတော့ဒီဆိုင်ကစီးတဲ့ဂိမ်းကိုပြန်ပွဲလို့တော့ဆိုရင်သူကချန်ပီယံဖြစ်ခဲ့တာဆိုတာပြောပြနေခဲ့ပြီးပြိုင်နေခဲ့ကြကအခုလက်ရှိမှာလဲမူရိုင်းတယောက်ကဂိမ်းထဲမှာရှေ့ဆုံးကနေဥဆောင်နေသေးပါအိုနီဇူကာတယောက်ကတော့အေးစီလေးပဲနောက်ကနေလိုက်လို့လာနေခဲ့ပြီးစိတ်မကောင်းပါဘူးဗျာခမကြီးဒီနေ့ချင်းတွေ့ထားတာလေးတော့ဖြတ်သိမ်းလိုက်ပါတော့ဆိုတာပြောနေခဲ့ပါတယ်မူရိုင်းလေးတိုက်နေတော့မှရှိသေးတယ်ဂိမ်းထဲမှာအိုနီဇူကာကြီးကတဖြည်းဖြည်းနဲ့မီးလို့လာပါပြီအိုနီဇူကာကလည်းငါမင်းကိုအလျှော့ပြီးထားတာကွာအခုတော့တကယ်ကျုံးပြီဆိုတာပြောလိုက်ပြီးတော့မူရိုင်းရဲ့ဆိုင်ကယ်ကိုကြော်တက်လိုက်ကအနိုင်ရရှိလို့သွားခဲ့ပါတယ်မူရိုင်းကတော့အန်အောလို့သွားရတာပေါ့ကဲဂရိယာဂရိပဲနော်ငါချင်းသူကိုသွားလိုက်အောင်မယ်တော်တော့မလို့လုံးနေတဲ့အိုနီဇူကာရှိကိုမူရိုင်းကသွားလိုက်ကလက်ဆွဲနှုတ်ဆက်မလို့လွတ်လိုက်ပြီးတော့အိုနီဇူကာကြီးကိုလက်ထိတ်ခတ်ထားခဲ့ကအယုတ်ကြီးနဲ့ချီထားခဲ့တာပါချင်းသူကိုခွင့်မပြုနိုင်ဘူးဆိုတာပြောပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်စပိန်နဲ့3ယောက်သာပြေးနေပေမဲ့လည်းအိုနီဇူကာကြီးကတော့မြင်းနေအတိုင်းတန်းလိုင်းကိုပြေးလိုက်လာခဲ့တာပါတော်ပြီးစမ်းဆိုတာပြောနေပြီးဒီလိုပုံမှန်ကြီးနဲ့ချင်းသူလိုသွားလို့မဖြစ်ဘူးဆိုတာလည်းစုံနေခဲ့ပါတယ်မူရိုင်းတို့ကတော့အသေးနှင်းကပြေးနေခဲ့ပြီးလမ်းကွေလေးမှာဈေးဝယ်ကနေပြန်လာခဲ့တဲ့သူ့အမေကိုတွေ့လို့သူ့အမေကိုပါစပိန်ဝတ်တက်ဆိုတာပြောလိုက်ပြီးတော့တင်ကပြေးနေရပြန်ပါပြီအိုနီဇူကာကြီးကလည်းအမိလိုက်လာပြန်ပြီးတော့မူရိုင်းရဲ့အမေကိုတွေ့ရမလို့ဖွန်ကြောင်နေခဲ့ပြန်ပါသေးတယ်မူရိုင်းကလည်းသူ့အမေကိုအဲ့ဒီဘိန်းနဲ့စကားပြောနေပါနဲ့သူ့အမေကိုရသက်ပံကောက်ွယ်ပေးမှာပါဆိုတာပြောနေခဲ့ကအဲ့ဒီအချိန်မှာပဲရှိရနေကုံကားကြီးကိုတွေးလိုက်ရမလို့ဘရေအုပ်လိုက်ကသူ့ရဲ့အမေကတော့အဲ့ဒီကုံကားကြီးဘက်ကိုလွန့်ထွက်သွားခဲ့တာမလို့မူရိုင်းတယောက်ကတော့ဘာမှမလုပ်နိုင်လိုက်ဖ ೇನೆ အိုနီဇူကာကြီးကပဲဂျားထဲကနေဝန်ကယ်ပေးလိုက်ရပါတယ်ပြီးတော့ကြောက်လေအိုနီဇူကာကမူရိုင်းကိုတစုံတရက်ကိုကောက်ွယ်ပေးတော့မယ်ဆိုရင်အသက်ပါဆွန့်လို့ဖို့ပြင်ဆင်ထားရတယ်ကွာဆိုတာပြောလိုက်တာပေါ့ပြီးတော့ကြောက်လေလက်ထိပ်တွေကိုဖြီးလိုက်ကချင်းသေးကိုသွားတော့မယ်ဆိုတာပြောပြီးတော့ထွက်သွားခဲ့ပါတယ်မူရိုင်းတယောက်ကတော့သူ့အမေနဲ့ချင်းသေးမှထင်နေရမလို့လိုက်ပြီးတော့နှောက်ယှက်နေခဲ့တာပါအဲ့အချိန်မူရိုင်းရဲ့အမေကလည်းအိုနီဇူကာကြီးရဲ့တမူထူးခြားတဲ့သူပါလားအရင်နေ့ကလည်းသူနဲ့အတူမူရိုင်းရဲ့အကြောင်းတွေကိုဆွေးနွေးခဲ့ကြတယ်ဘလာဘလာပြောလိုက်ပြီးတော့အခုလည်းသူ့ကိုကယ်တင်ပေးလိုက်တယ်ရင်ထဲမှာတခုတော့တခုဖြစ်နေခဲ့ပါပြီမူရိုင်းတယောက်ကတော့ဖေးတယောက်ထက်ရတော့မယ်နဲ့တူပါတယ်